မင်္ဂလာဝဲမှာဝိုင်းစုခိုင်သိန်းကိုမဖိတ်ရတဲ့နောက်ကွယ်ကအကြောင်းရင်းမင်းသားဟင်းဝင်ရနဲ့မင်းသမီးစုဝေးတဲ့စင်တို့ရဲ့မင်္ဂလာပွဲကိုရွှေကိုပိတ်တာဝိဆုံမိုးကုတ်ပရိများတွေနဲ့ခမ်းနားဆုံးကျင်းပသွားခဲ့ပါတယ်။ဒီပွဲကိုဖွေဖွေဝတ်မုတ်ရွှေပါဝင်လူပညာရှင်တလောကလုံးဒီပါတက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။ဒါပေမဲ့ပရိသတ်ကြီးတို့ရဲ့အခုဆိုရှယ်မီဒီယာပေါ်မှာအကြီးကျယ်ပွဲဆူနေတဲ့အကြောင်းအရာကတလောကလုံးကိုဖိတ်ပြီးတော့ဝိုင်းစုကိုကြားကွက်ပြီးတော့မဖိတ်ခဲ့ဘူးဆိုပြီးတော့ဝေဖန်မှုတွေမေးခွန်းတွေအများကြီးထွက်လာပါတယ်။လူတွေကဘာကြောင့်မဖိတ်တာလဲအတိတ်ကညှိုးတွေမမိနိုင်သေးဘူးလားဆိုပြီးအတိတ်ကဇလန်ဟောင်းဟင်းဝင်ရနဲ့ချစ်သူတွေဖြစ်ခဲ့တော့မိဘတွေသဘောမတူတာကိုပြန်ထူးဖော်နေကြပါတယ်။ဒါပေမဲ့သုံးသက်သူတွေပြောနေကြတာတော့ဒါကအတိတ်ကကိစ္စကိုမမိနိုင်လို့မဟုတ်ပဲနှစ်ဦးနှစ်ဖက်လုံးနေရာမခက်အောင်စဉ်းစားပြီးတဲ့ရင်းချက်တဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ဒီပွဲကိုသာဟင်းဝင်ရတို့ဘက်ကဖိတ်ခဲ့တယ်ဆိုတာဆိုဝိုင်းစုကိုင်းသေးကိုယ်တိုင်တိတ်ကကျောင်းသားတွေရှိခဲ့တဲ့ချစ်သူဟောင်းရဲ့မင်္ဂလာပွဲကိုတက်ရောက်ဖို့အဆင်ပြေပါမလား။သူတို့သမီးဆိုဗီယက်တစ်စင်အနေနဲ့ရောကိုမင်္ဂလာပွဲကိုသူတို့သားရဲ့ချစ်သူဟောင်းလာကြတာကိုဘယ်လိုမျက်နှာထားနဲ့အိတ်ခင်ရမလဲ။အရေးကြီးဆုံးကအရှင်ကလေးကဝိုင်းစုကိုသဘောမတူခဲ့တဲ့ဟင်းဝင်ရရဲ့မိဘတွေပါသူကရောဘယ်လိုမျက်နှာနဲ့အိတ်ခံမလဲဒီလိုအားလုံးမျက်နှာပို့ပြီးတော့နေရာခဲမဲ့ချင်းနေကြီးကိုကြုံမြင်လို့မလိုအပ်တဲ့ဒရမာတွေမဖြစ်အောင်နဲ့အားလုံးရဲ့ဂုဏ်သိက္ခာကိုငှင့်ညာပေးမဖိတ်ကြားခဲ့တာဖြစ်ဖို့များပါတယ်ဒါအားလုံးစင်ပြေပြေဖြစ်သွားအောင်ရှောင်ရှားပေးလိုက်တဲ့သဘောလိုယူဆရပါတယ်